အဲ့တော့မြတ်စွာဘုရားကအသက်ရှည်စေတတ်တဲ့အကြောင်းတွေကိုလည်းဟောတယ်အသက်ရှည်စေတတ်တဲ့အကြောင်းကဘာလဲဆိုရင်တပ္ပယကာရီကိုယ်နဲ့တင့်တယ်လျောက်ပတ်အောင်နေတတ်ထိုင်တတ်တယ်ကိုယ်နဲ့တင့်တော်တဲ့ဥရုကိုယ်နဲ့တင့်တော်တဲ့ဣရိယာပုတ်ကိုယ်နဲ့တင့်တော်တဲ့နေရာဒီလိုတင့်တော်အောင်နေတတ်တယ်လို့ဆိုလိုတယ်တပ္ပယေမတ္တကာရီကိုယ်နဲ့တင့်တော်တယ်ဆိုအောင်တော့အတိုင်းအတာတစ်ခုနဲ့လုပ်တယ်တော်တယ်ဆိုပြီးတော့နင်းကမလုပ်ဘူးတင့်တယ်မြတ်တာအောင်လုပ်တယ်ဒါအသက်ရှည်ခြင်းအကြောင်းတရားတဲ့အပရိနတဘောစီကြေလွယ်တဲ့အစာကိုစားကြေခဲတဲ့အစာကိုမစားရဘူးတဲ့စားကြေခဲတယ်ဘာကြောင့်မစားရတော့ဆိုဆေးချမ်းထဲမှာအာယုဝေဒဆေးချမ်းမှာရောဂမူလံအစိဏကံဆိုတာအစာမကြေခြင်းဟာရောဂမူလံယောဂအလုံးရဲ့အခြေအမြစ်ပဲလို့ဆိုလို့စားလိုက်တဲ့အစာတစ်ခုဟာကြေရမယ့်အချိန်မကြေဘူးဆိုလို့ရှိရင်ဗိုက်ထဲမှာဘာဖြစ်မလဲသိုးပုံမှာပဲပေါ့အဲ့ဒါကအစိတ်တောက်ဖြစ်လာပြီးတော့သွေးတွေသားတွေထဲမှာမစင်မကြယ်တွေယောဂတွေဖြစ်လာဒါမို့ရောဂမူလံအစိဏကံလို့ရှေးကအာယုဝေဒဆေးချမ်းနေမှာအဲ့လိုဆိုတယ်အစိဏကံအစာမကြေမှုဟာယောဂမူလံယောဂအလုံးရဲ့အရင်အမြစ်ပဲလို့သူပြောဒါမို့အစာကြေလွယ်တဲ့အစာကိုစားကြေခဲတဲ့အစာကိုရှောင်ရမယ်စားရင်နည်းနည်းစားရာယူစားနဲ့ဒီလိုဆိုလို့ရပေါ့သီလဝါကိုချင်းသီလရှိရမယ်ဗျမ္မစရိယဗျမ္မစာရီမြတ်သောအကျင့်ကိုကျင့်ရမယ်လို့ဆိုလို့ကာမဂုဏ်အာယုန်နဲ့အလွန်ကြုံမလိုက်စားရဘူးကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်ဥပုသ်ဆောင်တန်ဆောင်နေရမယ်ဒီလိုဆိုလို့တယ်နော်အဲ့ဒါတွေဟာအသက်ရှိခြင်းအကြောင်းတရားပဲဒီဘဝတွင်လိုက်နာလို့ရတယ်အတိတ်ဘဝဒီအောင်ကိုတွေးเสียမလို့ကိုမသိနိုင်တာမဟုတ်ဘူးသိနိုင်တယ်ဒါကမြတ်စွာဘုရားဟောတယ်နောက်တစ်ခုအသက်ရှိခြင်းအကြောင်းတစ်ခုဘာလဲလို့ဆိုကုသိုလ်ကောင်းမှုသက်ရှိဖို့အတွက်မာနကိုချဘယ်သူဂရုစိုက်ရမှာတော့ဆိုတဲ့မာနကိုမထားပဲအဘိဝါဒနာတိလိတ္တနေဆံဟုတ်တာပစာယိနောစတ္တရောဓမ္မဝဋ္ဌန္တိအာယုဝနောဒုက္ခမလံလူတိုင်းကြားလဲကြားဘူးတယ်ရလဲရတယ်သို့တော့လိုက်နာจิตသုံးတာကြတော့ရှိကောင်းမှရှိသက်ရှိခြင်းလို့ရှိရင်အဘိဝါဒနာသီလအဘိဝါဒနာသီလဆိုတာအလေးအထအဘိဝါဒနာဆိုတာတယုတတိတလေးတစားရှိခိုးတယ်အယုသိပေးတယ်ကိုယ်ရဲ့အတ္တိခါကောင်းဝါကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုယူသေးတယ်လေးစားတယ်အဲ့ဒါလိုယူသေးလေးစားတဲ့အလေးအထရှိတဲ့ပုဂ္ဂိုလ်ဟာမာနတွေကောဓာတွေလို့ဆိုတယ်ခက်ထန်တဲ့အာတွေတခုမှမရှိဘူးစိတ်နှလုံးကအေးချမ်းစိတ်နှလုံးအေးချမ်းပြီးတော့ကိုယ်ရဲ့ကြီးတဲ့လူကြီးသူမတွေကိုလေးစားသောအဖြစ်လူကြီးသူမတွေကကိုယ်အပေါ်မှာမေတ္တာတက်ရောက်တယ်မိမိကိုယ်တိုင်ကလည်းမေတ္တာတက်ရောက်တယ်အများကလည်းကိုယ်ပေါ်မှာမေတ္တာတက်ရောက်တယ်မေတ္တာခြုံတော့လုံးနေဆိုတာလိုပဲကိုယ်လည်းစိတ်ချမ်းသာပတ်ဝန်းကျင်လည်းစိတ်ချမ်းသာမှုတွေလွှမ်းမိုးထားတဲ့နှလုံးသားပိုင်ရှင်ဟာနှလုံးရောဂါဖြစ်ဖို့အခွင့်အလမ်းသိမရှိတော့စိတ်နှလုံးဟာအေးချမ်းလာနေဆံဝဋ္ဌပစာယိနောအတ္တိကကောဝါကြီးတဲ့ပုဂ္ဂိုလ်တွေကိုလေးစားတယ်ယုသေးတယ်လေးစားတယ်ရှိခိုးတယ်အဲ့ဒီယုသေးလေးစားမှုဟာအသက်ရှိခြင်းရဲ့အကြောင်းတရားပဲတဲ့ဒါကိုယ်ကိုယ်တိုင်လှုပ်လို့ရတဲ့ကုသိုလ်တရားနဲ့ပတ်သက်ပြီးပြောတာမြတ်စွာဘုရားကဟောတယ်အသက်ရှိခြင်းအသက်ရှိပါစေလို့ဆုတောင်းနေုံနဲ့မရဘူးတဲ့သက်ရှိခြင်းအကြောင်းတရားကိုလုပ်ရမယ်လို့ဆိုတယ်